မင်္ဂလာပါဒီနေ့ကတော့ပစ္စည်းပိုးရမှာလေးဆူလာပြီးတော့ပြော့ပေးရပါတော့ဒါလေးကကျတော့ဆူရှိမှာအများတန်းမှာနေကြပါတော့ဒါဟိုဆူကောင်းရင်းမွေးဟိုပေါ့အရွက်ကြီးပဲဒါ3ပိတ်တာပို့ရမယ့်ဟာလေးပေါ့နော်ဒါကကျတော့3ပိတ်တာမဟုတ်တာ2ပိတ်တာပဲရလို့ဒီနေ့2ပိတ်တာပဲပို့ပေးရမှာပေါ့နော်ဆူရရင်ရတဲ့လောက်တော့ဖဲနဲ့ပို့ပေးရပေါ့နော်ဒါလေးကတော့ကောင်းရင်းမွေးပို့ပေးရမယ့်ဟာလေးဂိတ်ချပေးရမယ့်ဟာလေးဒါလေးကကျတော့ဆူရှိမှာမှာထားညီမလေးရွရွတွေကမှာထားပါတော့ဒါမန်းလေးတွင်းမဲဆိုတော့ခါကျတော့ဒါအာလူကြော်လေးမှာထားလေးပေါ့နော်ဒါလေးကတက်ထုတ်ရဲပြီးတော့ခါကြဒါလေးကကျတော့စူပါကင်းလေးထုတ်ပြီးတော့ခါကြဒီတိုင်းပဲပြောလိုက်တော့ပြန်ပေါ့နော်ဒါကကျတော့ကိုခတ်ဝင်းညိုကမှာထားပါပေါ့နော်ဒါကကျတော့ဟိုဗဟန်းအိမ်ဆဲတာဝါအနီးကိုပို့ပေးရမှာပေါ့နော်ရွှေကုန်းရိမွန်အိမ်ယာပေါ့နော်ပို့ပေးရမယ်လေစူကိုတိုင်းထွင်ထားတဲ့10မျိုးဆက်နှစ်ပြန်ကျော်လေးအစိတ်သားနှစ်ထုံးမှာထားတယ်မနေ့ကစူနှစ်ပြန်ကျော်လေးနဲ့သမျှထုတ်ထားတယ်မှန်သမျှရင်းနေဟိုစိုက်မှာဈေးဝယ်ရင်းနဲ့ဝယ်သွားတဲ့ဟာလေးရောဒီပစ္စည်းပို့ရမယ့်ဟာလေးနဲ့ပုံသွားလို့ဒီနေ့မနက်နာမှာထားတဲ့ဟာလေးပေါ့နော်နှစ်ပြန်ကျော်စူရှိမှာထားတာဟိုအစိတ်သားထုတ်လေးကြီးပဲဟို12ထုတ်လားမသိဘူးမှာထားတာစက်သွန်ကျော်လုံးဝမပါတာလေးရောပါတာလေးရောခွဲပြီးမှာထားလို့စုမနေ့ပြန်အမအစ်စ်နေရင်းနဲ့မှာအမကိုပို့ပေးလိုက်ပါတော့မယ်လို့အဲ့ဒီလာပြောပါပေါ့နော်မနေ့ပြန်အစ်စ်နှစ်ပြန်ကျော်ရင်းနဲ့မှာဖြစ်တဲ့အတွက်ကြောင့်မို့မှားချင်တယ်ဆိုလို့ရှိရင်နေ့ထဲမှာလို့ရပါပြီလို့အဲ့ဒီလာပြောပေးရပေါ့သူတို့ဆိုင်ကတော့မနေ့ခင်း6နာရီလေးနဲ့7ခွဲဆိုသိမ်းတာပေါ့နော်မှားချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဘိုက်ပါဖုန်းလေးမှာလာပြီးတော့ဆက်သွယ်မှာလို့ရပါတယ်လို့အဲ့ဒီလာပြောပေးရပါအလုံးစုအများကြီးတင်ပါရဲ့ရှင်ဟုတ်အမအပြ